အခုနောက်ပိုင်းမှာတဖန်ပြန်ပြီးတော့ရေပန်းစားလာတဲ့ hairstyle တစ်မျိုးရှိတယ်။အဲ့ဒီ hairstyle ဘာလဲဆိုလို့ရှိရင်ကျွန်တော်ခုပြထားသလိုပဲမိုးလက် hairstyle ဖြစ်ပါတယ်။မိုးလက် hairstyle ကဒါလွန်ခဲ့တဲ့2020လောက်တုန်းကရန်ကိုရေပန်းစားခဲ့တဲ့ hairstyle တစ်မျိုးလည်းဖြစ်တယ်။အဲ့ဒီတုန်းကတော့အခုကျွန်တော်ပြထားသလို K-pop ပုံစံမျိုးမိုးလက်တွေနဲ့လူငယ်တွေကြားမှာရေပန်းစားခဲ့တယ်။နောက်ထပ်ရေပန်းစားလဲဆိုရင်ဒီ link ကလေးတွေပါလိုက်ပြီးတော့ညက်တဲ့အနေထားထိဒီမိုးလက် hairstyle က2020မှာဒီပန်းစားခဲ့တယ်ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီမိုးလက် hairstyle ကတော်တော်များများပြန်ပြီးတော့ညက်လာတာကိုတွေ့ရတယ်လက်ရှိကျွန်တော်တို့မှဒါမိုးလက် hairstyle နဲ့ပေါ့နော်အပေါ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများနဲ့လိုက်ဖက်မှုရှိတယ်ဥပမာ flat top တွေနဲ့တောင်ထားလို့ရပါတယ်အပေါ်ပိုင်းမှာ flat top နဲ့ထားမယ်ဆိုရင်တော့အခုကျွန်တော်ပြထားလို့BJ တွေဒါမှမဟုတ် rocker ကြီးတွေထားမယ်ဆိုရင်ပို့ပြီးတော့လိုက်ဖက်မှုရှိလိမ့်မယ်အခုကျွန်တော်ပြထားသလို Carly တို့ Spiky ပုံစံမျိုးအချွန်လေးတွေနဲ့ထားမယ်ဆိုလည်းအရန်လိုက်ဖက်ပါတယ်ဒါကတော့လူငယ်တွေနဲ့အရန်လိုက်ဖက်မှုရှိပါတယ်ဒီလို မိုးလက် hairstyle ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ street wear တွေနဲ့ဝတ်တဲ့လူငယ်တွေနဲ့ဆိုလည်းအရန်လိုက်ဖက်မှုရှိပါတယ်အဲ့တော့မိုးလက် hairstyle က fashion လည်းသိပ်မရွေးဘူးတို့ normal ပုံစံလေးလည်းထားလို့ရသလိုဒီ fading line နဲ့လည်းသွားလို့ရပါတယ်အဲ့တော့အခုတစ်ဖန်ပြန်ပြီးတော့ရေပန်းစားလာတဲ့ဒီ မိုးလက် style ကိုထားကြည့်ပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူက gentleman ပုံစံနဲ့ထားလို့ရသလို street wear ပုံစံတွေနဲ့ဝတ်မယ်ဆိုလို့ရှိရင်လည်းလိုက်ဖက်မှုရှိပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ debrief file လေးကနေပြီးတော့ဒီ မိုးလက် style အကြောင်းလေးကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်